ကဘာပေါ်မှာနိုင်ချိုးတွေပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားနည်းတွေအမျိုးမျိုးရှိခဲ့ကြပါတယ်။မြမရာဇဝင်မှာတော့မင်းနှစ်ပါးကိုစစ်ခင်းရတဲ့အထိကစားနည်းတစ်ခုလည်းရှိခဲ့ပါတယ်။မိတ်ဆွေတို့အနေနဲ့ကောဒါကဘာကစားနည်းဖြစ်မယ်လို့ထင်ပါတယ်လဲ။ဟုတ်ပါတယ်။ကျွေးရန်ကစားနည်းလို့သိကြသလိုပစစ်ကစားနည်းလို့လည်းခေါ်တဲ့ကျွေးပီနီးဖြစ်ပါတယ်။ဒါကိုနေဘက်တွေမှာကစားသူအနှဲငယ်သာရှိကြပါတယ်။ယခုကျွေကစားတာကမိမိလာနေပေမဲ့မြမရာဇဝင်ပုံမြင်တစ်ခေတ်မှာတော့ကျွေရန်ကစားနည်းဆိုတာတကယ်ကိုရေးပါခဲ့ပါတယ်။တကြီးဆယ်ဘွဲပုံမြင်ဝိတုဒီမှာဆိုရင်လေဝိတုရာဇက်တော်မှာကျွေရန်ကစားတာပါဝင်ခဲ့ပါတယ်။နဗလူးကဝိတုရာတုခမိန်ကိုခေါ်ဆောင်မှုဝိတုရာတုခမိန်ရဲ့ဘရင်ဖြစ်တဲ့ကောရပြမင်းကိုကျွေရန်ကစားအနိုင်ယူပြီးခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။တမိုင်းမှာတော့ဗကန့်ခေတ်မှာအနွယ်ထာမင်းရဲ့တားတော်ဆောလူမင်းနဲ့အုတ်တာပကူစားငရံမကန်းတို့နှစ်ဦးဟာကျွေကစားရာကနေစစ်ခင်းတဲ့အထိဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ရောဒီကစားနည်းကိုကစားဘူးခဲ့ကြပါသလား။အတွေ့အကြုံနဲ့အမြင်တွေကို comment မှာမှတ်ချက်လေးရေးသွားပေးနိုင်ပါတယ်။